အလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ဒီဘက်ထီကားလေးက break မပါတဲ့အတွက်ကြောင့် break အကြောင်းလေးကိုပြောပြပါအောင်လို့မေးထားတဲ့သူငယ်ချင်းတွေဖြည့်ပြမှာဖြစ်ပါတယ်ဒုတိယမေးခွန်းကျတော့အကူကြီးက Thailand မှာနေတာလားလို့မေးထားတဲ့မေးခွန်းတွေဖြည့်ပြမှာဖြစ်ပါတယ်ဆိုတော့အခုဒီကားလေးကဒီဟာကအနောက်ဘင်းဆိုတော့ဒီဟာကကျွန်တော်ဆက်ဘင်းตัวเนี่ยสบิงชิงจูကိုတုံးထားတာဖြစ်ပါတယ်ပြီးတော့ဒီဘင်းကလေရင်လက်ဒီဘောကအလုံးဝမလေဘူးဆိုတော့အရှိဘင်းကတော့ free ဖြစ်တယ်ဒါပေမဲ့အနောက်ဘင်းကလုံးဝ DC motor က brake မလိုဘူးဒါပေမဲ့ brake ကိုကျွန်တော်တက်ပြပေးမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ပြတ်ပေးမယ်ဆိုတော့โอเคဒီတိုင်းမြင်တဲ့အတိုင်းပဲကျွန်တော်မှတ်ပြီးတော့လောက်ကြည့်မယ် DC motor ကလုံးဝဒီလို brake မလိုဘူးကိုဖွင့်ပြီးတော့တွားခိုင်းမှပဲသူကလေတာဖြစ်တဲ့အတွက်ကြောင့်လုံးဝ brake မလိုပါဘူးကိုရက်စေချင်တဲ့နေရာမှာကိုကပိတ်ပေးလိုက်ရင်သူက stop ဖြစ်နေတယ်အဲ့ဒါကြောင့်လုံးဝ brake မလိုတဲ့အတွက်ကြောင့်ကျွန်တော်က brake မလောက်ထားတာဖြစ်ပါတယ်ဒါဘက်ထီကားတွေရဲ့သဘောတဘာဝတကယ်လို့ brake ကိုအရန်လူချင်းတဲ့ဆိုရင်လည်းရတယ်ဒီမှာကအပူ rotor ထည့်ထားတာဖြစ်ပါတယ်ဒါ brake အတွက်မဟုတ်တော့မဒီမှာ set တက်ထားရင်လုံးဝ set တက်ထားတဲ့ခါကျတော့ brake လိုနေတယ်အဲ့ဒါကြောင့်ကျူပြီးတော့တက်ထားတာဖြစ်ပါတယ်ဒီဟာကို brake တက်ဖို့ရန်အပူထည့်ထားတာဖြစ်ပါတယ်အဲ့ဒါကိုပြပေးမယ်ပြီးတော့နောက်မေခိုးဆိုတော့ဒီကောင်ကမြင်တဲ့အတိုင်းပဲ break တက်ဖို့ရအပူထည့်ထားတာဖြစ်ပါတယ်ပြီးတော့ဒီဟာလေလဲဒီဘိုးလက်ကမလေဘူးเนาะဆိုတော့ဒီမှာ break pad ကလုံးဝဒါအကောင်းเนาะမသုံးဘူးမလူလို့မသုံးတာဒီမှာလေနဲ့တော့တဲ့ power break ဖြစ်ပါတယ်เนาะဒီမှာခဏလေးခံပြီးတော့သူ့ရဲ့ဖက်ကိုပြပေးမယ်ဒီမှာသူ့ရဲ့ brick pad ကိုလည်းအတိတ်ပြင်ထည့်လို့ရတယ်เนาะဒီဟာသူ့ရဲ့ brick pad အခဲပေါ့အပူပေါ့ဆိုတော့ဒီဟာက break အတွက်လောက်ထားတာဖြစ်ပါတယ်ဒါအကောင်းเนาะဆိုတော့ဒီမှာအပေါက်ရှိတယ်ဒီဟာကိုဒီမှာချီနတ်ကျက်ရမယ်ဒါပဲပြမယ်ဒီမှာထည့်ပြီးတော့ဒီအပေါက်ကနေဒီမှာချီအခုကတော့မြင်နိုင်အောင်ဒီလိုပဲတက်ပေးမယ်ဆိုတော့ဒီမှာနော်ဆိုတော့မြင်လို့ရတာမသိဘူးဒီမှာ break ကျွန်တော်နှင်းပြပေးမယ်ဒီမှာဒီနဲ့ဟိုမှာတွေ့တယ်နော်ဆိုတော့ break က okay ဒီလိုပဲ okay ဒီမှာတွေ့တယ်နော်ဒါ break အတွက်ဆိုတော့ဒီ break က power နဲ့တွားရလေနဲ့ဒါလုံးဝ set မှာတုံးတယ်ဆိုရင်လုံးဝအကောင်းဖြစ်ပါတယ်ဒီ break ကလုံးဝအကောင်းဒီလေနဲ့ဖိထားတာဖြစ်ပါတယ်ဒီမှာတကယ်နဲ့မယ်ဆိုရင်ဒီမှာနော်လောက်ပြမယ်နော်မတွေ့တယ်နော် break ကဒီလိုဖြစ်တယ်ဆိုတော့ဒါတက်လို့ရတယ်ဒီမှာတက်ပြီးတော့ဒီနားမှာလို့ထိထားလိုက်ခြိထားလိုက်ဒီလောက်ပါပဲအမှန်ဆိုရင်ဒီဖက်ချန်မှာတက်မှပူပြီးမှအဆင်ပြေမယ်ဒါပေမဲ့ဒီ break ကိုကျွန်တော်ကတုံးမှာမဟုတ်တဲ့အတွက်ကြောင့်ဒီ set သွားလေးကဘယ်ဖက်ချန်မှာပဲရှိစေချင်လို့ဘယ်နာတက်ရပါတယ်ဒီဟာကိုရှိမှထားဒီလို okay ဒါ break အတွက်လုံးဝသဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်ဒီဟာကိုတတ်ဒီမှာသူ့ရဲ့အချက်တွေအကုန်ရှိပြီးသားဒါတွေလည်းကျွန်တော်ကစီစီပြီးမှကျူတင်လောက်ထားတာဖြစ်ပါတယ်ဒီဟာကိုမတုံးချင်လဲဒါကိုဖြုတ်လို့လည်းရပါတယ်เนาะဆိုတော့ဒါ break ဒုတိယမိခွကျတော့အခုကြီးက USA မှာနေတာမဟုတ်ဘူး Thailand မှာနေတာလားတဲ့ဆိုတော့ဒီမိခွတွေ့တော့မဟုတ်ဘူးကျွန်တော်က USA မှာနေပါတယ်ဒါပေမဲ့
အခုကျွန်တော်ပြတ်နေတဲ့ဒီလူမျိုးနေရာကြတော့ကားကူတောင်ဖြစ်ပါတယ်เนาะကားကူတောင် USA မှာအိမ်တိုင်းမှာကားကူတောင်ရှိတယ်အိမ်မှာလုံးဝကားကူတောင်တစ်ခုထပ်ပူပြီးတော့ရှိတယ်တစ်ခုနှစ်ခုအဲ့လိုမျိုးရှိတယ်တစ်ခုကတော့အနည်းဆုံးရှိတယ်ဆိုတော့အဲ့ဒီကားကူတောင်မှာကျွန်တော်တို့မြန်မာလူမျိုးတွေမြန်မာပြည်ကလာတဲ့လူတွေကဘာလို့တလဲဆိုရင်မပြီးဟင်းတော့ဘာလို့ချက်တဲ့ချိန်မှာဒီလူမျိုးစီလဲလောက်ပြီးမှအမှချက်တယ်ဘာကြောင့်လဲဆိုရင်ထဲမှာအနက်စုမှာဆိုလို့ကျွန်တော်တို့မြန်မာပြည်ကလူတွေကဟိုဥစားတွေငပိတွေဘာညာချက်တက်လို့ဆိုတော့ပြီးတော့ဒီမှာကျွန်တော်ကဒီ grass မှာပဲworkshop လုပ်ထားတာဖြစ်ပါတယ် workshop ဆိုတာမြန်မာပြည်မှာကျတော့ကားအပြင်ဆိုင်ကို workshop လုပ်ခေါ်တယ်ဒီမှာကျတော့အခုလူမျိုးကူတိုင်းတစ်ခုခုတီထွင်ဖန်တီးတယ်ဆိုရင်ဒီလူမျိုးအလုပ်လုပ်တယ်ဆိုရင် workshop လုပ်ခေါ်တယ် USA မှာကားအပြင်ဆိုင်ကျတော့ O2 လို့ခေါ်တယ် O2 zone လို့ခေါ်တယ်ဒီမှာကျတော့ workshop လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒါကြောင့်ဒီမှာ grass မှာကားကူတောင်မှာကျွန်တော်အလုပ်လုပ်လက်ရှိလို့တချို့လူတွေကဒီလူမျိုး grass ကားကူတောင်ရဲ့အနေအထားကိုကြည့်ပြီးတော့ Thailand တို့မှာထင်တတ်ကြတယ်ပြီးတော့ကျွန်တော်ရဲ့ parking lot နဲ့ကျွန်တော်ရက်ကွက် line ကတိတ်မချိုးမွေ့ဘူးအများအပြား USA မှာလုံးဝကြောက်ခင်းလန်းမရှိပါဘူးဒါပေမဲ့ကျွန်တော်အိမ်မှာကျတော့ကျွန်တော်ကား parking မှာကြောက်ခင်းလန်းဖြစ်ပါတယ်အဲ့ဒါကျတော့ဘာကြောင့်လဲဆိုတော့သူ့ဈေးနဲ့ကူချိတ်တဲ့နေရက်ကွက်နဲ့ဆိုင်ပါတယ်လို့ဆိုတော့ကျွန်တော်ရဲ့ parking ကကားအများကြီးဆက်တယ်ဒါပေမဲ့ကြောက်ခင်းလန်းဖြစ်ပါတယ်ကျွန်တော်ရက်ကွက်ရဲ့အရှိမကျတော့လမ်းကားတော့ပေါင်းပြီးသားဖြစ်ပါတယ်ဒီလိုမျိုး parking ကျတော့ရှားပါပါတယ်ဒါပေမဲ့ဈေးလေးတက်တာတယ်ကျွန်တော်တို့ကခြံနဲ့ဘာနဲ့ညာနဲ့နေချင်လို့ဒီလိုမျိုးကိုရွေးပြီးတော့ဝယ်ထားတာဖြစ်ပါတယ်လို့အနောက်မှာလည်းခြံအခြေကြီးရှိပြီးတော့ဒီလိုမျိုးခြံကြီးနဲ့ parking တွေအများကြီးဆက်တဲ့နေရာကြိုက်လို့ဈေးနဲ့လည်းအင်ဈေးနဲ့လည်းကိုကြိုက်တဲ့ဟာနဲ့ဖြစ်သွားလို့ဒီလိုမျိုးဝယ်ထားလို့ဒီလိုမျိုးတွေ့ထားတဲ့သူငယ်ချင်းတွေက USA မှာတော့ဒီလိုမျိုးကြောက်ခင်းလာမရှိဘူးထင်လို့Thailand တို့ဘာလို့ထင်တတ်ကြတယ်ဆိုတော့ USA မှာတော့အကုန်လုံးအင်တိုင်းမှာအင်ထဲမှာအကုန်လုံး system တွေအနေအထားတွေအစင်တန်းအကုန်တူတယ်မတူတာကြတော့ဒီလိုမျိုးကူတိုင် parking နဲ့ရက်ကွက်လမ်းတွေပဲနည်းနည်းကွာချက်ရှိပါတယ်လို့အဲ့ဒါကိုရှင်းပြချင်လို့ပါကျွန်တော်တို့ grass မှာမြန်မာပြည်ကလူတွေအားလုံးက grass မှာပဲငပိဟင်းတို့ဘာလို့နာတဲ့ဟာတွေချက်ပြီးတော့ဒီလိုမျိုး grass မှာပဲဟိုဆာလောင်ဒရီတို့ဘာလို့ထားတယ်ပြီးတော့ကြောင်ကလေးတို့ဘာလို့မွေးထားတယ်ဆိုရင်လည်း grass မှာပဲထားလက်ရှိပါတယ်အဲ့ဒါကြောင့်တချို့လူတွေက USA မှာတော့ဒီလိုမျိုးရှိနေမထင်လို့လာမေးတာလည်းဖြစ်နိုင်ပါတယ်လို့ဒီမေးခွန်းအတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီကျွန်တော်2020တုန်းကနည်းနည်းပါရိုက်ထားတဲ့ taxi မောင်းတုန်းကရိုက်ထားတဲ့ video လေးဖိုင်လေးကိုပြန်လည်တင်ပြမှာဖြစ်ပါတယ် Thank you for watching ဆိုတော့ဒီ video လေးကကျွန်တော်2020ပတ်ဝန်းကျင်လောက်မှကျွန်တော်ရိုက်ထားတဲ့ video ဖြစ်ပါတယ်ကျွန်တော်စောစီ taxi မောင်းပြီးတော့အိမ်အပြန်မှာလူတွေမရှိတဲ့အချိန်လူလုံးဝအပြင်တိတ်မထွက်တဲ့အချိန်မနေ့စောဖြစ်တဲ့တွေ့ကြောင်းအိမ်အပြန်လာမှကျွန်တော်တခဏလက်ကူထားတာဖြစ်ပါတယ်အမတ်တရားဖြစ်ဒါတွေကလူတွေဒီမှာမရောက်တဲ့အချိန်လူတအားနေတဲ့အချိန်မှာဖြစ်တဲ့တွေ့ကြောင်းဟိုဟာကိုအားရပါရလမ်းကိုတွားရင်းနဲ့ပဲဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်လို့ဒါကျွန်တော်တို့နေတဲ့ USA Indiana State ဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်တချို့လူတွေကကျွန်တော်ရဲ့ channel တွေကားကူတောင်တွေကိုကြည့်ပြီးမှThailand တို့ဘာလို့ထင်ကြတယ်မဟုတ်ပါဘူး USA မှာအပြင်မှာလမ်းကဘေးနာတော့ဘေးနာရောက်ကြောက်ခင်းလန်းတွေဖုံးတွေမရှိပါဘူးလို့ဒီလိုပဲအကုန်လုံး
state တစ်ခုနဲ့တစ်ခုတွဲရင်လည်းပဲဖုံကလုံးဝရှာလို့တွေ့မှာမဟုတ်ပါဘူးကျောက်ခင်းလန်းနဲ့ရှာလို့တွေ့မှာမဟုတ်ပါဘူးလို့ကျွန်တော်ကားပါကင်မှာပဲကျောက်ခင်းလန်းကတွေ့မှာဖြစ်ပါတယ်ဒါမျိုးကတော်တော်လေးရှာပါပါတယ်လို့ဟောဒီဟာလေးတွေUnited States of America မှာမြင်ဖို့ရမယ်ဆိုတော့ကျွန်တော်ဒီပေးထားတာဖြစ်ပါတယ်ဒါကျွန်တော်နေတဲ့ Indianapolis ကျွန်တော်နဲ့အတိုင်းတွာလာနေတဲ့ဒီလမ်းဖြစ်ပါတယ်လို့ဆိုတော့လာမေးတဲ့မိတ်ဆွေတွေရှိလို့ကျွန်တော် channel ကျွန်တော် parking တွေကျွန်တော်ရက်ကွက်ကအင်ရှိလမ်းတွေမြင်လိုက်ရင်တချို့လူတွေက USA မှာနေတယ်မထင်ကြဘူး။ဘာကြောင့်လဲဆိုတော့အများအဖြစ်ကျွန်တော်မြန်မာပြည်ကလူတွေနေတာကတိုးရွာမှာနေတယ်လို့ထင်ကြတယ်။လုံးဝမဖြစ်ပါဘူး။ USA မှာတိုးရွာဆိုတာမရှိဘူး။ချက်ခင်းလန်းဆိုတာမရှိပါဘူး။အကုန်လုံးအင်ချေမှာလည်းတူပဲဖြစ်ပါတယ်။ system တွေအကုန်လုံးကျွန်တော်တုံးထားတဲ့အရာအလုံးကလည်းပါတယ်။ဒီဗီဒီယိုကြတော့မေလ6ရက်202010 AM ဆိုတော့စောသေးတယ်မနေ့10နာရီလောက်မှကျွန်တော်ပြန်ထားတာဖြစ်ပါတယ်နော်ဒီပြကြတော့ speed limit ပါစာပုံပြထားတယ်ဒါ form နဲ့စိတ်ထားတာတခြား software ကိုတုံးပြီးတော့ထားတာဖြစ်ပါတယ်ဒီဟာတွေလည်းUSA United States of America မြေရောက်ဖို့တဲ့မိတ်ဆွေတွေတဲ့နည်းနည်းပါပါဒုတာအနေနဲ့ကျွန်တော်ပြထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့မိနေတဲ့အချွန်လေးက circle center လို့ခေါ်တယ်အဲ့ဒီလေးကဒီလိုမိတ်ဆွေတွားမယ်ဆိုရင်ချီနဲ့ပဲတွားတဲ့တော့မယ်အဲ့ဒီအထက်ရောက်ဖို့ကတော့လေကတိ333ရှိတယ်အတက်နဲ့အရှိနဲ့ဆိုရင်660ကျနေတယ်အဲ့ဒါကြောင့်တော်တော်လေးမောတော့